ရာဝတီတိုင်းဒေသကြီးမူပင်ခရိုင်ပန်းတော်မြို့နယ်လူထုခြေပြုဗဟိုဌာနကွန်မြူနတီစင်တာ၌အိမ်တွင်းလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့်ဒေသခံအမျိုးသမီးများ၏အသက်မွေးဝမ်းကြောင်းအခွင့်အလမ်းများတိုးမြင့်ပေးနိုင်ရန်ရည်ရွယ်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သည့်ခြေထိုးနည်းသင်တန်းကိုယနေ့နနက်10:00 နာရီအချိန်ကဖွင့်လှစ်ခဲ့ကြောင်းသိရပါသည်အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးရာရှိဦးဘုံမောင်ကသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များလူထုအခြေပြုဗဟိုဌာန၏လုပ်ငန်းဆောင်တာများနှင့်အိမ်တွင်းလက်မှုလုပ်ငန်းများမှတစ်ဆင့်မိသားစုဝင်ငွေတိုးတက်လာနိုင်မှုများကိုရှင်းလင်းပြောကြားခဲ့ပါသည်ထို့နောက်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်အေးသီယာထက်ကအမျိုးသမီးများ၏စွမ်းဆောင်ရည်မြင့်တင်ရေးကိုယ်ပိုင်လုပ်ငန်းစတင်နိုင်ရေးနှင့်လူမှုဘဝတိုးတက်ရေးဆိုင်ရာအခမ်းကဏ္ဍများကိုအလေးထားပြောကြားခဲ့ပါသည်သင်တန်းကိုတမတ်ကာလအတွင်းနေ့စဉ်ပို့ချပေးသွားမှာဖြစ်ပြီးသင်တန်းနည်းပြများမှာချင်းထိုးနည်းကိုအခြေခံမှစ၍အစည်းအမြင့်ဒီဇိုင်းများဒီလက်တွေ့သင်ကြားပေးသွားမှာဖြစ်ပါတယ်သင်တန်းတွင်ပါဝင်တက်ရောက်သူများသည်ချင်းထိုးနည်းပညာရပ်ကိုကျွမ်းကျင်လာခြင်းအပြင်မိမိတို့၏ကုန်ထုတ်များကိုစီးပွားရေးရည်ရွယ်ချက်ဖြင့်အသုံးချနိုင်ရန်လမ်းညွှန်မှုများလည်းရရှိမှာဖြစ်ပါတယ်အဆိုပါသင်တန်းတွင်ဒေသခံအမျိုးသမီးများနှင့်စိတ်ပါဝင်စားသူများစုစုပေါင်း30ဦးတက်ရောက်လျက်ရှိကြောင်းသိရပါတယ်။ထို့ပြင်လက်တွေ့အသုံးချနိုင်သောအိမ်တွင်းလက်မှုလုပ်ငန်းတစ်ခုအဖြစ်တိုးချဲ့ဆောင်ရွက်နိုင်ရန်လမ်းညွှန်ပံ့ပိုးမှုများဆက်လက်ပေးသွားမှာဖြစ်ပါတယ်။ယခုကဲ့သို့သင်တန်းများကိုပုံမှန်ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီးဒေသခံပြည်သူများ၏အသက်မွေးဝမ်းကြောင်းနှင့်လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူဖြစ်စေရန်ရည်ရွယ်ထားကြောင်းသိရပါတယ်။